ကြပါဦး ကျွန်တော်ကိုဒီကြောက်တုံးအောက်ကကဲထုတ်ပေးကြပါနောင်ကြရင်ကျေးဇူးဆက်ပါမယ် မပူပါနဲ့မင်းကိုကူညီပါမယ် ကဲရပြီတနာစရာပဲဒဏ်ရာတွေလည်းရနေရှာတယ်တို့အိမ်ကိုခေါ်သွားပြီးပြုစုပေးကြဆိုမိမ ဟုတ်ကဲ့ကိုကျွတ် နေကောင်းလာရင်တော့သူလည်းသူ့အိမ်သူပြန်มาပါလေ ဟုတ်တယ်မကြခင်ပြန်ကောင်းလာမှာပါ ငါအားရင်ဒီပြည်လာပြီဒီကြွက်နှစ်ကောင်ကငါအတွက်တော့အကောင်းဆုံးညစာပဲသူတို့အိမ်ကိုလည်းငါပဲတိမ့်လိုက်တော့မယ် မင်းဘာလုပ်တာလဲတို့တွေကမင်းအသက်ကိုကယ်ခဲ့တာလေ ကိုကျွတ် မင်းတို့တောင်းပန်နေလည်းမထူးပါဘူးကျေးဇူးဆိုတာငါမသိဘူးငါကမြွေပဲအခုမင်းတို့ကိုစားတော့မယ်ဒီနေ့တော့အကောင်းဆုံးညစာလေးတွေ့ပြီတိမ်ငက်ကြီးကမြွေကိုတုတ်ချီသွားပြီတို့တွေလွတ်ပြီမိမရေ တကယ်ပါပဲလူယုံမကိုကူညီမိတာတို့အမားပဲ ဟဲ့